AR တိုက်ဒေသကြီးမအူပင်ခရိုင်ပန်းတနော်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Central လူထုအခြေပြုဗဟိုဌာန၌2026ခုနှစ်မတ်လ16ရက်နေ့တွင်စေဖက်ဝင်မီးဖိုချောင်သုံးပစ္စည်းများအကြောင်း Talk Show ကျင်းပခဲ့ပါသည်မင်္ဂလာပါရှင်ပန်းတော်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုခမ်းမ၌ကျင်းပပြုလုပ်တဲ့ဆွေးနွေးပွဲလေးမှာလူငယ်စေဘက်ဝင်မိဖို့ဆောင်သုံးပစ္စည်းများနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ဆွေးနွေးပေးသွားမှာကတော့မြို့နယ်တိုင်းစေပညာဦးစီးဌာနမှာဆရာမဒေါ်စင်နဲ့သိန်းကိုဖိတ်ခေါ်ထားပါတယ်။ဆရာမရှင်မိဖို့ဆောင်သုံးပစ္စည်းများနဲ့ပတ်သက်ပြီးတော့စေဘက်ဝင်အကြောင်းလေးကိုဆွေးနွေးပေးပါရှင်။ဟုတ်ကဲ့မင်္ဂလာပါရှင်။ကျမကတော့မြို့နယ်တိုင်းစေကူဌာနကမြို့နယ်တိုင်းစေမှုဒေါ်စင်နဲ့သိန်းဖြစ်ပါတယ်ရှင်။ဒီနေ့မှာတော့ကျမတို့မိဖို့ဆောင်ထဲမှာဒေးစင်တွေ့မြင်အသုံးပြုနေကြတဲ့စေဘက်ဝင်စေပစ္စည်းများဖြစ်တဲ့ကျက်သွန်ဖြူကျက်သွန်နီချင်းနနွေးနဲ့ခရဲညင်ဒီအကြောင်းကိုမျှဝေပြောကြားပေးသွားမှာဖြစ်ပါတယ်ရှင်။ကျက်သွန်ဖြူမှာဆိုရင်ပူချိုဆက်တဲ့အရာသာရှိပြီးတော့ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးနိုင်ပါတယ်။ဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်ကိုတိုက်ဖျက်ပေးနိုင်ပါတယ်။သွေးလက်ပတ်မှုကိုကောင်းမွန်စေပြီးနှလုံးကျန်းမာရေးအတွက်လည်းအထောက်အကူပြုပါတယ်။ဒါကြောင့်နေ့စဉ်ဟင်းချက်ရမှာကျက်သွန်ဖြူကိုမဖြစ်မနေထည့်သုံးသင့်ပါတယ်ရှင်။ကျက်သွန်နီယာဆိုရင်ပူဆက်တဲ့အရာသာရှိပြီးတော့အေးမိချောင်းဆိုးယောဂါတွေကိုတတပြောက်ကင်းစေပါတယ်။သွေးရင်းအဆီဓာတ်ကိုလည်းရှော့ချပေးနိုင်ပါတယ်။အစာချေစနစ်ကိုကောင်းမွန်စေတဲ့အတွက်ဟင်းမျိုးမှာအခြေခံအနေနဲ့အသုံးများတဲ့ဆေးဘက်ဝင်အစားအစာတစ်မျိုးဖြစ်ပါတယ်ရှင်။ချင်းကတော့ပူဆက်တဲ့အရာသာရှိပြီးတော့အေးမိချင်းခေါင်းကိုက်ချင်းတွေကိုတက်တာစေပါတယ်။အစာအိမ်အောင်ချင်းနဲ့အန်ချင်းတွေကိုကာကွယ်ပေးပါတယ်။ကိုယ်အပူချိန်ကိုနှိနိုင်ပေးတာကြောင့်အဖျားယောဂါကိုတက်တာပြောက်ကင်းစေပါတယ်။ချောင်းဆိုးခြင်းနဲ့တလိပ်ကက်ယောဂါတွေကိုလည်းတက်တာပြောက်ကင်းစေပါတယ်။ချင်းရည်ကိုတောက်သုံးပေးခြင်းရလည်းကျန်းမာရေးအတွက်အလွန်ကောင်းမွန်ပါတယ်ရှင်။နနွေးဟာဆိုရင်ပူခါတဲ့အရာသာရှိပြီးတော့ရောင်ရမ်းမှုကိုလျှော့ချနိုင်တဲ့ဆေးဘက်ကုန်တတိရှိပြီးအသေးကျန်းမာရေးကိုလည်းအထောက်အကူပေးပါတယ်။အရေးပြားကျန်းမာရေးအတွက်အသုံးဝင်ပါတယ်။နနွေးကိုဟင်းချက်ရမှာသာမကဘဲနဲ့ဝါးနိုးနဲ့ရောပြီးတော့နနွေးနို့အဖြစ်တောက်သုံးမှာကကျန်းမာနှုတ်ပြစေပါတယ်ရှင်။ခရမ်းညင်ဒီဟာဆိုရင်ချိုးချင်းနဲ့အရာသာရှိပြီးတော့ဗိုက်တာမင်စီနဲ့အာဟာရဓာတ်များစွာကျွေးဝတဲ့အတွက်ကြောင့်မို့အရေးပြားကိုကြည်လင်စေပါတယ်။နှလုံးရောဂါကိုလည်းကာကွယ်ပေးနိုင်ပါတယ်။အချင်တက်ရှိတာကြောင့်ဟင်းလျာတွေကိုအရာသာပုံမကောင်းမွန်စေပါတယ်။ဒီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်ကျက်သွန်ဖြူကျက်သွန်နီချင်းနနွေးနဲ့ခရမ်းညင်ဒီတို့ဟာဈေးကြီးရဲ့ဆေးဝါးတွေမလိုဘဲနဲ့ကျမတို့မိဖို့ဆောင်ထဲမှာတင်ကျန်းမာရေးကိုထိန်းသိမ်းပေးနိုင်တဲ့သဘာဝဆေးဘက်ဝင်အစားအစာများဖြစ်ပါတယ်ရှင်။နေ့စဉ်ဟင်းချက်ရမှာမှန်အသုံးပြုပြီးကျန်းမာတဲ့ဘဝကိုတည်ဆောက်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သပေးပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ပါဆရာမရှင်။ယခုလိုဆေးဘက်ဝင်မိဖို့ဆောင်သုံးပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ရှင်းလင်းပြောကြားပေးတဲ့အတွက်ဆရာမကိုကျမတို့ပြန်ကြားရတဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနေပြီးတော့ဥပင်ကျေးဇူးတင်ရှိပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။